ဒီနေ့ကတော့ဗန်နန် area နေတဲ့ဂျိုဒါ2កောင်ဖြစ်တဲ့ Human Gasol နဲ့ Wave အကြောင်းပြောပြမယ်။ YouTube channel လေးကို subscribe လုပ်ခြင်းအပြင်ဒါမှမဟုတ်လို့ရှင်လဲ TikTok account လေးကို follow လုပ်ခဲ့ခြင်းအပြင်ကျွန်တော်ကို support ပေးလို့ရပါတယ်ဗျ။ကျွန်တော်ငယ်တော့ဗန်နန်က Human Gasol အဖြစ်ပြောင်းပြီးတော့ရန်သူတွေကိုဝန်းနိုင်ချက်တိုက်ခဲ့တာကိုမြင်သဘောကျကြမှာပါ။ Human Gasol ဆိုတာ Terratino ဂျိုဟာ Vegetarian ဂျိုဒါမျိုးစိတ်တွေဖြစ်ပါတယ်။ Vegetarian တွေက dinosaur ပုံစံ humanoid form ရှိကြပါတယ်။အရန်တန်မာတဲ့ခွန်အားရှိကြပြီးတော့လေးလံတဲ့အရာဝတ္ထုတွေကိုအရန်မြင့်တဲ့အထိပြစ်ပေါက်နိုင်ပါတယ်။ Physical ဘိုင်းအရာဆိုရင် Metanosian, Chrysosapian တွေထပ်ပို့ပြီးတော့တန်ပါတယ်။ဒါပေမဲ့ Tetraman, Hybrid နဲ့ Wave ရဲ့မျိုးစိတ်ဖြစ်တဲ့ Togustar တွေလောက်တော့မတန်ပါဘူး။ 4-1 လိုမျိုးလက်တွေကိုရိုက်ပြီးတော့ short weight တွေကိုဖန်တီးနိုင်တယ်။ငလင်တွေကိုလည်းလုံနိုင်ပါတယ်။ Human Gasol ကသူ့ရဲ့ခန္ဓာကိုယ်ကြီးထွားအောင်လုပ်နိုင်ပါတယ်။ပေ60နီးပါးအထိကြီးထွားအောင်လုပ်နိုင်တယ်။ခန္ဓာကိုယ်ကြီးလာတဲ့နဲ့မျှသူ့ရဲ့ခွန်အားတွေကလည်းတိုးတက်လာပါတယ်။ခန္ဓာကိုယ်10ပေအထိလည်းသေးနိုင်နေတယ်။ခန္ဓာကိုယ်ကြီးလာတဲ့မျှသူ့ရဲ့ dinosaur ပုံစံတွေကပိုပြီးတော့ထင်ရှားလာတယ်။စိုက်မပြောင်းလဲပဲနဲ့လည်း ice feature တွေကိုထုတ်နိုင်တယ်လို့လည်းပြောကြတယ်။ဒါပေမဲ့ဒီ ability က Omniverse မှာတိတ်မသုံးဖြစ်တော့ပါဘူး။ဘာလို့ဆိုတော့ producer တွေကမေ့သွားလို့ပါ။နောက်ပြီးတော့မြို့လည်းခုံနိုင်သေးတယ်။ Human Gasol မှာရှိတဲ့အာမာအရေးပြားတွေကကားတိုက်တာတွေလေဆာတွေပြုတ်ကြတာတွေကိုခံနိုင်ရှိလောက်တန်ပါသေးတယ်။အားနည်းချက်ကတော့နေရာချင်းချင်းလေးတွေက Human Gasol အတွက်တော့အတော်လေးအကျက်ရစေပါတယ်။ Human Gasol ကရေမကူးတတ်တယ်လို့ရေထဲမှာလည်းအသက်မရှူနိုင်ပါဘူး။ရေထဲမှာကြာကြီးအသက်အောက်နိုင်ုံပဲရှိတာပါ။ Jeffrey ရဲ့မျိုးစိတ်ဖြစ်တဲ့ Aerophibian ရဲ့ Neuroshock ရောင်ကြီးနဲ့ထိကောက်အောင်ပြင်နိုင်တယ်။ Acid ကိုလည်းခံနိုင်သိမ်းမရှိဘူး။လက်စစ်တံကိုလည်းသိမ်းမခံနိုင်သေးဘူး။ Amy Barrett မိထားရင်သူ့ရဲ့ခွန်အားနဲ့ stamina တွေကရော့ကျသွားတတ်တယ်။ဒါတော့ Ultraman ကိုသိကြမှာပါ။ Ultraman Cosmo, Ultraman Dino ဆိုတာကျွန်တော်ငယ်ဘွားရဲ့ hero တွေ။ Wave ကလည်းဒီ Ultraman တွေကို inspiration ယူပြီးတော့ဖန်တီးခဲ့တာ။ Wave က Cosmic Stone လို့ခေါ်တဲ့နေရာကနေဝေးပါလာတဲ့ Togusa ဆိုတဲ့ကြီးမားတဲ့ဂျိုဒါမျိုးစိတ်တွေပါ။ Cosmic Stone ဆိုတာ Bantam Ultimate Alien Cosmic Dissection Game ထဲမှာပေါ်ပြထားတဲ့နေရာပါ။ Alien Age မပေါ်ခင်တော့ဆို Bantam Alien တွေထဲမှာ Wave ကစွမ်းအားအကြီးဆုံးဆိုပြီးသတ်မှတ်ထားတာ။ Ultraman တွေလည်းလက်ကနေရောင်ကြီးတွေပြစ်နိုင်တယ်။အဲ့ရောင်ကြီးတွေကတာမန်ဂျိုလေးတွေလောက်ကိုအသာလေးဖြတ်စည်းနိုင်တယ်။သူ့တက်ကြီးမားတဲ့အရာတွေတော့မပြစ်နိုင်တဲ့အထိလည်းတန်ပါသေးတယ်။ Hyperspace Giant တို့ Jump Gate ကိုတော့မပြစ်နိုင်သေးတယ်။သူ့ရဲ့ခြေကိုစောင့်နေလိုက်အောင်နဲ့လေငလင်ပြင်းအား 7.0 လောက်အားရှိရဲ့တုံခါမှုတွေကိုလုံနိုင်တယ်။နောက်ပြီးအတော်လေးတဲ့အကြမ်းခံနေရဲ့အရမ်းမြောင်လဲခုန်တယ်လို့အလွန်တွက်လက်တဲ့ reflex လည်းရှိတယ်။အာကာသာထဲမှာလည်းအသက်ရှင်နိုင်ပါသေးတယ်။အားနည်းချက်ကတော့ခေါင်းပါ။ခေါင်းကိုတက်ကိုက်နိုင်တာနဲ့သူ့ကို stand ဖြစ်အောင်ဒါမှမဟုတ်လို့ရှိရင်ထိကောင်လုံနိုင်တယ်။ Human Gasol လိုပဲအရန်ကြီးတဲ့အတွက်ဘန်တကာလေးအခြားအရာဝတ္ထုတွေမှာဖိမိတာအစာအုပ်တွေကိုမှီုံနဲ့ပျက်စီးစေနိုင်ပါတယ်။အဲ့ဒါတွေကပဲတခါတလေဒုက္ခရောက်စေတယ်။နောက်ပြီးအရန်ပြင်းတဲ့ဆက်စရာကိုလည်းခံနိုင်သိမရှိဘူး။အောက်ချစ်ရဲ့မျိုးစိတ်ဖြစ်တဲ့ဒီစူးတွေနဲ့အများကြီးပြည့်မခံနိုင်ပါဘူး။နောက်ပြီးတော့ Diamond Head နဲ့ Wave က Vegas ကိုနိုင်ခဲ့တဲ့ဂျိုသားတွေပါ။ဒီနေ့တော့ပါပဲဗီဒီယိုသဘောကျရင် like subscribe လေးလုပ်ခဲ့ပါဦးဗျ။